စီပါရေပါတာလေးကိုပိတ်မယ်ဆိုရင်ဆက်လေးကိုအခုလိုမျိုးအနေငယ်မြင်းတဲ့နေရာလေးကိုထားလိုက်မှာဖြစ်ပါတယ်ခင်ဗျာအခုလိုမျိုးမြင်းတဲ့နေရာလေးကိုထားလိုက်မယ်ကျွန်တော်ဒီထဲမှာရေထည့်ထားတယ်ဒါအဝိချော်စူလုံးလေးတွေထည့်ထားတယ်ပေါ့နော်ကျွန်တော်ဒါလေးကိုပိတ်ပြမှာဖြစ်ပါတယ်ခင်ဗျာပိတ်မယ်ဆိုရင်ပုံမှန်တိုင်းပဲကျွန်တော်တို့အဖုပါတဲ့အိတ်လေးကိုအောက်ကထားမယ်အဖုပါတဲ့အိတ်လေးကိုအောက်ကထားပြီးရင်ကျွန်တော်အဖုံးလေးကိုပိတ်မယ်အတန်လေးမြည်သွားတဲ့အထိပိတ်မယ်ဟုတ်ပြီနော်ပြီးတာနဲ့ကျွန်တော်ဒီဘက်က word function လေးကိုနှိပ်မယ်နှိပ်ရင်းနဲ့သူကလေးစုပ်သွားပါလိမ့်မယ်လေးကုံသွားလို့ဆိုရင်ရေပါသွားမှာ CD ဆိုလဲပါသွားလိမ့်မယ်အဲ့ဒီလိုမျိုးမပါခင်မှာကျွန်တော် stock code လေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဒါမှကျွန်တော်တို့စီရေတွေအထက်ကိုမဝင်သွားတော့ဘဲနဲ့ကျွန်တော်လေပဲစုပ်သွားမှာဖြစ်ပါတယ်ပြီးတာနဲ့ကျွန်တော်တို့ဒီ C code လေးကိုနှိပ်ပြီးတော့အိတ်ပိတ်မှာဖြစ်ပါတယ်အဲ့လိုမျိုးမလုပ်ချင်ဘူးအလုံးရှုပ်တယ်ဆိုရင်ကျွန်တော်ဒီဘက်က bacon code လေးကိုနှိပ်ပါဒါလေးကကြတော့ပို့ပြီးတော့လွယ်တယ်စီပါရေပါတဲ့ခါမှာ तू ကပိုလွယ်တယ်ကျွန်တော်တို့လွှတ်ချင်တဲ့ချိန်မှာလွှတ်လို့ရတယ်အခုလိုမျိုးဒီလိုမျိုးစုပ်လို့ရတယ်နော်ဒါဆိုကျွန်တော်လေးစုပ်နေပြီကျွန်တော် function 2မျိုးသလုံးနဲ့ဆန်းပြပေးမယ်ရေပါသွားပြီဆိုတာနဲ့ကျွန်တော်ရက်လိုက်မှဖြစ်သွားတယ်ပြီးရင်လည်းကျွန်တော် C clone လေးကိုနှိပ်မှဖြစ်ပါတယ်ဒါဆိုသူအိတ်ပိတ်နေတာဖြစ်ပါတယ်ဒါအိတ်ပိတ်နေတာဖြစ်ပါတယ်ဒါလေးကတော့ကိုယ့်ရဲ့လက်အချိန်စာလေးနဲ့ပဲနှိပ်ရတာဆိုတော့ပို့ပြီးတော့အဆင်ပြေတယ်ဒါတော့မှအထဲကိုရေပါသွားတယ်ရေပါသွားပြီမဲ့လို့လည်းဒီမှာအိတ်ပိတ်သွားပါပြီเนาะအိတ်ပိတ်သွားပါပြီရေမပါခင်လေးမှာတော့ကျွန်တော်တို့ရက်လိုက်တာတော့ပို့ပြီးတော့အဆင်ပြေပါတယ်ဒါအိတ်ပိတ်သွားပါပြီเนาะရေလည်းမကြတော့ပါဘူးเนาะရေလည်းမကြတော့ပါဘူးဒါအိတ်ပိတ်သွားပြီဆိုတော့လေလည်းကုန်သွားပြီဒီထဲမှာရေပဲကြံပါတော့တယ်เนาะကျွန်တော်စောပြထားသလိုမျိုးအခုလိုမျိုးဒါဘေကန်လေးနဲ့အခုလိုမျိုးစုပ်လိုက်ရက်လိုက်လွှတ်လိုက်ရက်လိုက်ဒီလိုမျိုးလေးစမ်းပြီးတော့မှအိတ်လေးပိတ်တာပို့ပြီးတော့အဆင်ပြေပါတယ်ကျွန်တော်အဲ့လိုမျိုးမလုပ်ချင်ဘူးဒါတိုင်းပဲကျွန်တော်အချောက်ချမ်းနေပဲပိတ်ချင်တယ်ဆိုရင်ဒီဘက်က right click လေးကိုနှိပ်လိုက်ပါလေးစုပ်ပြီးတော့ auto အိတ်ပိတ်သွားမှာဖြစ်ပါတယ်အဲ့လိုလဲဒီဘက်က function လေးနဲ့ drawing click လေးကိုလည်းနှိပ်လို့ရတယ် drawing click လေးကလည်းကျွန်တော်လေးစုပ်ပြီးတော့အိတ်ပိတ်သွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်